ကဲကျွန်တော်တို့ဒီနေ့မှလေကျွန်တော်တို့ဂမ်ဘာကိုတစ်ချက်သွားကြည့်ရမှာနော်ဂမ်ဘာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး Photoshop မှာလို့ပဲဒီဇိုင်းလေးတွေဒီလိုမျိုးဆွဲလို့ရပါတယ်နော်ဂမ်ဘာမှာလေကိုလေးလာကောင်းတယ်ဆိုလို့ရှိရင်ကောင်းသလားဒီလိုမျိုးလေဖန်တီးလို့ရတာပေါ့နော်ခေတ္တဆိုရင်ဒီလိုမျိုးလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဂမ်ဘာမှာသွားပြီးတော့လုပ်ကြည့်ကြမှာနော်ကဲပထမဆုံးကျွန်တော်ကဂမ်ဘာကိုဖွင့်လိုက်ပြီးဂမ်ဘာဖွင့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော် YouTube တာမန်နေနဲ့ပဲလုပ်လိုက်တော့မယ်နော်ကဲဒီဘက်မှာဒီဇိုင်းလေးတစ်ခုရောက်လာပြီဆိုလို့ရှိရင်ခါတိုင်းလိုပဲကိုလုံးမဲ့ပုံကိုဒီဘက် channel လေးမှာလာပြီးတော့ upload လုပ်တင်ရမှာပေါ့နော်ကျွန်တော်မှာတော့တင်မိသားပြီဆိုလို့ရှိရင်ဒီကောင်လေးကိုရှာလိုက်မယ်ပြီးသားတဲ့အခါကျလို့ရှိရင်ဒီကောင်လေးကိုသေးတော့သေးလိုက်ပါမနော်သေးမယ်ဆိုလို့ရှိရင်ဒီဘက်ကဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးသားရင်ဒီဘက် channel ကသူ့ကိုဒီပုံစံမျိုးသူနဲ့ပတ်တိဖြစ်တော့အောင်ပေါ့နော်ဟိုဘက်နာဒီဘက်ညာညီသွားတော့ကျွန်တော်ပြီးဆွဲလိုက်မယ်ဒီလိုမျိုးရပြီဆိုလို့ရှိရင်ဒီကောင်လေးကိုတစ်ချက်နှိပ်မယ်ပြီးသားရင်ဒီမှာ edit ဆိုတာလေးကိုတစ်ချက်သွားမနော်ပြီးသားတဲ့အခါကြားလို့ရှိရင်ဒီဘက်မှာ adjust ဆိုတာလေးကိုတစ်ချက်နှိပ်မယ် brightness မှာကျွန်တော်အလင်းနည်းနည်းရှိုးချလိုက်မယ်ပြီးသားရင်ကျွန်တော် saturation မှာကြတော့အဖြူနဲ့အဖြူဘက်ကိုကျွန်တော်တန်းပြီးယူလိုက်မယ်နော်ဒီလိုရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကိုအလွတ်တဲ့နေရာမှာတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ရင်ဒီပုံလေးကိုတစ်ချက်သွားပြန်မယ်ခုနကလိုပဲဒီကောင်လေးကိုထောင်းကနေပြီးတော့အပြည့်ဆွဲလိုက်မယ်နော်မောက်ကသိမ်းကောင်းလို့ကျွန်တော်တို့ပြီးတော့ရင်ဒီဘက်ချန်လေးနဲ့ထိရပါပြီနော်ဒီပုံစံလေးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကိုထားခြင်းတဲ့ဒီကောင်လေးကိုဆွဲပြီးတော့နော်အပေါ်ကဆွဲမယ်ပြီးတော့ရင်ကိုကအကောင်းထောင်ခြင်းတဲ့နေရာမှာကိုထားခြင်းတဲ့နေရာလေးကိုကျွန်တော်ကွက်ပြီးတော့ဒီလိုပြလိုက်မယ်ပြီးတော့အပေါ်ကနေနေဒီဘက်ချန်လေးကိုဆွဲတင်လိုက်မယ်ကိုထားခြင်းတဲ့ပုံစံလေးပေါ့နော်ဒီလောက်အနေထားလို့ဆိုရင်ရပြီပြီးတော့ဒီကောင်လေးကလည်းကိုထားခြင်းတဲ့ပုံစံထားမယ်โอเคဒီလောက်အနေထားဆိုလို့ရှိရင်ကျွန်တော်ကအဆင်ပြေပြီပြီးတော့ခါကြလို့ရှိရင်ဒီဘက်မှာ Buddha style ဆိုတာရှိတယ်အဲဒီကောင်လေးတစ်ချက်နှိပ်မယ်ပြီးတော့ကိုထားခြင်းတဲ့ပုံစံဒီဘက်မှာနှိပ်မယ် Buddha white မှာကျွန်တော်အထူအပကိုထားခြင်းလို့ထားလို့ရတယ်ပေါ့နော်ဒီဘက် channel ကကိုကြိုက်နေတဲ့အားထားပါပြီးတော့ရင်အယောင်ပြောင်းဖို့အတွက်ဆိုလို့ရှိရင်ဒီဘက်မှာ Buddha color ဆိုတာရှိတယ်အဲဒီကောင်လေးမှာကျွန်တော်အဖြူထားမလားအစိမ်းထားမလားကိုစိတ်ကြိုက်ထားပါနော်ကျွန်တော်ကတော့အဖြူထားလိုက်ပါမယ်အဖြူရပြီဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်လေးကိုမလုပ်မလဲဆိုလို့ရှိရင်ခုနကဒီကောင်လေးလက်တဲ့နေရာမှာအပြင်မှာတစ်ချက်ထားလိုက်ပြီးရင်ကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်သွားယူမလားအခုနကပုံကိုပဲ2ခါ3ခါလောက်ပဲ2ခါ3ခါထပ်ပြီးတော့ယူရတာမနော်ပြီးရင်ဒီကောင်လေးကိုဒေါင်းကနေပြီးတော့ခုနကလိုပဲ sorry မောက်ကတိုင်ကောင်းလို့ဆွေးရင်ဟိုဘက်အနားမှာကြည့်ရပြီဗောနော်ဒီဘက်နားမှာအပြည့်ဆိုရင်ရပြီပြီးတော့ရင်ဒီဘက်မှာ edit ဆိုတဲ့ကောင်ကိုတစ်ချက်သွားမယ်ပြီးတော့ VG remove ဆိုတာလေးကိုတစ်ချက်နေမယ်နော်ကိုမှာဂမ်ဘာတွေပါတယ်တောင်းနေဆိုလို့ရှိရင် pro ဖြစ်နေမှဒီ remove background တွေပါတယ်ဖြတ်လို့ရမှာဗောနော်ပြီးတော့တဲ့အခါကြာလို့ရှိရင်ဒီဘက် channel လေးမှာကျွန်တော်ဖုန်းနေတဲ့ကောင်လေး forward ဘက်ဒီဘက် down လေးမှာနော်ကျွန်တော်အတာလေးဆွတ်တင်လိုက်မယ်โอเคပြီးတော့ဒီဘက် channel လေးကလည်းကျွန်တော်တို့အတာလေးဒီလိုလေးဆွဲလိုက်ဒီလောက်ဆွဲချင်းလိုက်မှာနော်ဘောင်နဲ့ထိတဲ့အနေထားလောက်မှာโอเคရပြီဒါဆိုရင်ကျွန်တော်တို့ဒီကောင်ဒီသူကဒီဘောင်ကထွက်နေတဲ့ပုံစံလေးပေါ့နော်ဒါက Photoshop မှာလေးလုပ်လို့ရပါတယ်ကျွန်တော် Photoshop မှာတင်ထားတဲ့သင်ခန်းစာလေးတွေရှိပါတယ်ဒီလို Photoshop မှာလေ့လာမယ်ဆိုရင်လည်းကျွန်တော်က Photoshop မှာတွားပြီးတော့ကြည့်လို့ရပါတယ်ပေါ့နော်ဒါခုနကကျွန်တော်ကနေပြီးတော့ဒီကောင်လေးကိုဒါဘောင်ကထွက်နေတဲ့ပုံစံဂမ်ဘာမှာလေးလုပ်လို့ရတယ်ဆိုတော့ဒီလန်ကိုဝင်များပေးတာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ